စိတ်ကြောင်းမှာသိစွမ်းမှာပိတင်ငါပါညကထိန်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 ဘောရမူရွာရဲ့စုပေါင်းမဟာဘုံကထိန်ဖျားမှာစိတ်ကြောင်းမှာသိစွမ်းမှာပိတင်ငါမှာရောကထိန်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 ဘောရမူရွာရဲ့စုပေါင်းမဟာဘုံကထိန်တနေ့မှာတလားမှာတရက်ထိန်တကြောင်မှာတကြီးသမက်ကာလလူရရသည်ညလာတော့ဒီကထိန်မိခင်ရင်လုံးမှာတောင်းလို့မရတဲ့မြတ်တော့ဒီကထိန်တရားဖွေးပေးလူရတဲ့ပေါင်းစုဟာဘုံကထိန်ကြောင်မာတကြီးသမက်ကာလလူကြရသည်မျက်လာတော့ဒီကထိန်မိခင်ရင်တော်မှာတောင်းလို့မရတာမြတ်တော့ဒီကထိန်တရားဖွေးပေးလူကြတဲ့ပေါင်းစုဟာဘုံကထိန်ဖယားအစူအရိယာသူတော်ကောင်းအပေါင်းတို့ခိုင်မြေရီတာကောင်းလာရီယာနောက်ကမြတ်ဟာချီးမွမ်းနေကြတာအာနိဒီငါးပါးရဟန်းတော်မှာခိုင်နေသည်ပမာအများနဲ့မတူတမှုထူးကြကမ္မတရိကကလူတို့ရပြီတာစိတ်အကြံပေါ်ဒိဋ္ဌာနောနိဗ္ဗာန်ကိုညောဘောရမူရွာရဲ့ကောင်းကရိခါကကြုံဖယားမှာစိတ်ကြောင်းမှာသိစွမ်းမှာပိတင်ငါမှာတော့ကထိန်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 ဘောရမူရွာရဲ့စုပေါင်းမဟာဘုံကထိန်တနေ့မှာတလားမှာတရက်ထိန်တကြောင်မှာတကြီးသမက်ကာလလူကြရသည်မျက်လာတော့ဒီကထိန်မိခင်ရင်တော်မှာတောင်းလို့မရတာမြတ်တော့ဒီကထိန်တရားဖွေးလူပေးလူရတဲ့ပေါင်းစုဟာဘုံကထိန်ဖယားအစူအရိယာသူတော်ကောင်းအပေါင်းတို့ခိုင်မြေပြီတာကောင်းလာပြီတာနှုတ်ကမြတ်ဟာချီးမွမ်းနေကြတာအာနိဒီငါးပါးရဟန်းတော်မှာခိုင်နေသည်ပမာအများနဲ့မတူတမှုထူးကြကမ္မတရိကခလူတို့ရပြီတာစိတ်အကြံပေါ်ဒိဋ္ဌာနောနိဗ္ဗာန်ကိုညောဘောရမူရွာရဲ့ကောင်းကရိခါက